အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့နှစ်စဉ်မြေပုံပြောင်းလဲမှုအထူးကြိုကြည့်ရှုခြင်းကနေကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့စိတ်လုံးရှားစရာကောင်းတဲ့ဂိမ်းကစားနည်းအသစ်အကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်အခုပဲစလိုက်ကြရအောင်နှစ်စဉ်မြေပုံပြောင်းလဲမှုစတင်တဲ့အခါဒီ feature အကြောင်းအသေးစိတ်ကိုဒီမှာတွေ့နိုင်ပါတယ်ဂိမ်းစတင်တဲ့အခါစာမားတွေကိုဟီရိုရွေးချယ်မှုမစခင်တိုက်ပွဲမြေပြင်ဒီစနစ်အလုံးလုံးပုံကြောင်းသိပေးထားမှာဖြစ်ပါတယ်ဟီရိုရွေးချယ်နေစမှာဒီစနစ်အကြောင်းအချက်လက်တွေကိုချိန်ပြကြည့်ရှုနိုင်ပြီးတင့်ဒီဗျူဟာကိုစီစဉ်နိုင်ပါတယ် Broken Wall စိန်ခေါ်မှုအတွက်အစင်းသင်းဖြစ်ပြီလားတိုက်ပွဲမြေပြင်တစ်လျှောက်ကနိုင်ရန်ဟောင်းတွေပြိုကျသွားပြီးလမ်းကြောင်းအသစ်တွေပေါ်လာက Blink မပါတဲ့ဟီရိုတွေအတွက်အခွင့်အလမ်းအသစ်တွေဖန်တီးပေးထားပါတယ်တင်ရှာဖွေတွေးရှိမဲ့နေလန်အသစ်ဆန်းတွေကိုမျှော်လင့်နေပါတယ် Dangerous Grass အသက်ဝင်နေစမှာနေရာတိုင်းတောင်တိုင်းမှာအန်ဒီရီကချောင်းမြောင်းနေပါတယ်တိုက်ပွဲမြေပြင်ဟာခြုံပုတ်တွေဖုံးလွှမ်းနေတာကြောင့်တတိထားရွေးရှားပါတင်ကမုံဆိုးဖြစ်မလားတားကောင်ဖြစ်မလားဒီတင်စီနိုင်တဲ့ဂျန်ကယ်မှာရှင်သန်ဖို့ဒီဗျူဟာအသစ်တွေလိုအပ်ပါမယ်တိတ်တစ်ခုလိုတိုက်ပွဲပေါ်မှာပြန်တန်းတာမျိုးအိမ်မက်မှတ်ဘူးပါသလား Flying Cloud နဲ့တူစီးနေနိုင်တဲ့တိမ်တွေဟာတိုက်ပွဲမြေပြင်ပေါ်မှာပေါ်လာပါမယ်တက်စီပြီးဘိုးကောင်းကင်မော်တို့တက်ကလိမ့်အမြန်ပြောင်းရွှေ့ပါဒါမှမဟုတ်အောက်သို့လိန်ဆေးပြီးတေးစီလောက်တဲ့ခြုံကိုတိုက်ခိုက်မှုတွေကိုပြုလုပ်လိုက်ပါလေကိုစီးပြီးဘိုးကောင်းကိုပိုက်ဆိုင်လိုက်ပါ Expanding River နဲ့တူမြေဟာတင့်ကိုအောက်ဝဲစီခေါ်ဆောင်သွားပါလိမ့်မယ်မြေရီစီးကြောင်းတွေက Jagged Area တွေနဲ့ကျဲပြန့်လာပြီးလော့ပေါ်လာချိန်မှာလော့ကိုအောင်မြင်သွားတိုက်ခိုက်နိုင်တဲ့အခါရေစီးကြောင်းအသစ်တွေပေါ်လာပါမယ် Movement Speed Boost များစွာရရှိစေဖို့အတွက်ရေစီးကြောင်းနဲ့တူသွားပါရေစီးကြောင်းတွေရဲ့စီးဆင်းမှုကိုကျွမ်းကျင်စွာကင်တွယ်ပြီးတင်းချန်သူတွေကိုစုံးလင်ခြင်းစီကိုဆွဲချလိုက်ပါဒီတိုက်ပွဲမြေပြင်ဒီစနစ်အသစ်တွေကဇိုးနေတဲ့မန်တာတွေကိုချိုးဖောက်ပြီးအားလုံးအတွက်အတွေ့အကြုံအသစ်တွေနဲ့စိန်ခေါ်မှုအသစ်တွေဖန်တီးပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်တိုက်ပွဲမြေပြင်အသစ်ပေါ်မှာအားလုံးနဲ့ပြန်ဆုံတွေ့ချင်ပါတယ်